မြူနင်းထဲမှာဘာရှိနေရလဲမြူနင်းတိုင်းရဲ့ပကံမျက်စိတစ်စုံမှမြင်နေရတာကစိမ့်ဆူနေတဲ့တောင်ကုန်းလေးတွေနဲ့ရုပ်ရှင်တဲ့တက်သားအိမ်လေးတွေပါဒါပေမဲ့ရွာရဲ့ပတ်ပတ်လည်မှာတော့နေရန်ကြီးတစ်ခုလိုမြင်မာလာတဲ့ဖြူပွေးပြီးထူထပ်တဲ့မြူနင်းတိုင်းကြီးကဝိုင်းရံထားပါတယ်ရွာသားတွေကအဲ့ဒီမြူနင်းတွေကိုကြောက်ရွံ့ကြပြီးဘယ်သူမှအနာမကတ်ကြပါဘူးကျွန်တော်တို့အားလုံးမှာကိုယ်ပိုင်ကဘာလေးတွေရှိကြပါတယ်ဒါပေမဲ့သူရအတွက်တော့ဒီကဘာဟာဒီမြူနင်းတိုင်းကြီးအတွင်းမှာပဲပိတ်မိနေခဲ့တာပါလူကြီးတွေကပြောကြတယ်အဲ့ဒီမြူနင်းတွေထဲမှာဝိညာဉ်ဇိုးတွေရှိတယ်တဲ့ဒါပေမဲ့သူရကတော့အဲ့ဒါကိုမယုံကြည်ခဲ့ဘူးအသက်19နှစ်အသားညွညွစပင်ကောက်ကောက်နဲ့သူရဟာဖုန်တွေကြားမှာတစ်ခုခုကိုရှာဖွေနေပါတယ်သူ့ရဲ့တရေရင်ပုံအင်ကြီးမှာဖုန်တွေပေကျန်နေပေမဲ့သူ့မျက်လုံးတွေကတော့တောက်ပနေတုံးပါပဲသူဟာလွန်ခဲ့တဲ့9နှစ်ကမြူနင်းတွေထဲမှာပျောက်ကွယ်သွားခဲ့တဲ့သူ့အဖိုးရဲ့ပစ္စည်းတွေကိုမှွေနှောက်နေတာပါသူရတိုးတိုးလေးရေရွတ်လိုက်ပါတယ်အဖိုးတကယ်ပဲအဲ့ဒီထဲမှာပျောက်ကွယ်သွားတာလားတခုခုတော့ကြံခဲ့ရမှာပါပဲသူ့လက်ကတက်သားတက်တာအဟောင်းလေးတစ်ခုကိုထိမိသွားတယ်အထဲမှာကြီးညိုရောင်နာရီအိတ်ကြီးတစ်ခုရှိနေပါတယ်အဲ့ဒါကတမန်နာရီမဟုတ်ဘဲနဲ့ဂီရာတွေအများကြီးပါတဲ့ရှုပ်ထွေးတဲ့နာရီအိတ်ကြီးပါသူတို့ကနာရီကိုလက်နဲ့ပုတ်တက်လိုက်တဲ့အခါနာရီထဲကနေအတန်ကြီးထွက်လာပါတယ်ရုတ်တရက်နာရီမျက်နှာပြင်ကနေအပြာရောင်အလင်းနဲ့တစ်ခုထွက်ပေါ်လာပြီးအခန်းမျက်နှာချက်မှာမြေပုံတစ်ခုလိုပုံဖော်ပြီးတော့ထွက်ပေါ်လာပါတယ်အဲ့ဒီမြေပုံဟာသူတို့ရွာရဲ့အပြင်ဘက်မြူနင်းတိုင်းရဲ့တစ်ဖက်ချမ်းကထူးဆန်းတဲ့တောတောင်တွေကိုပြသနေတာပါသူတို့မှအံ့ဩတုန်လှုပ်လျက်ဒါကဘာလဲမြူနင်းတွေရဲ့တစ်ဖက်မှာတကယ်ပဲကဘာကြီးရှိနေတာလားအဲ့ဒီအချိန်မှာပဲနာယီဘေးကနေငှက်ကလေးတစ်ကောင်ပုံစံဆက်ရုပ်ကလေးမိကရုတ်တရက်နိုးထလာပြီးတောင်ပန်ခတ်လိုက်ပါတယ်၎င်းရဲ့စိမ့်ပြန်ရောင်ကြောက်မြက်ကိုယ်တွေကနေလင်းထိန်သွားပါတယ်အချိန်ကြာပြီသူတို့လမ်းပြမြေပုံပွင့်သွားပြီသူတို့ဟာကြောက်ရွံ့စိတ်နဲ့စိတ်လှုပ်ရှားမှုကိုအန်တုပြီးနာယီနဲ့မိကိုယူကအိမ်ပြင်ကိုပြေးထွက်လာပါတယ်ညမောင်နေပေမဲ့မြူနင်းတိုင်းကြီးကတော့တစီတကောင်လိုဖြူဖွေးနေသေးပါပဲသူမြူနင်းနေစီကိုခြေလန်းလှမ်းလိုက်တဲ့အချိန်မှာပဲရွာတွေကခွေးတွေဟာအုပ်လိုက်ကြပြီးလေပြင်းတွေကလည်းကြမ်းတမ်းစွာနဲ့တိုက်ခိုက်လာပါတယ်ငါတော့အမေအဖိုးဘာဖြစ်သွားလဲဆိုတာသိဖို့ငါမှတာဝန်ရှိတယ်သူတို့ဟာမြူနင်းတိုင်းရဲ့အနာကိုရောက်သွားပါတယ်သူ့လက်ထဲကနာယီကအနီးအောင်ပြောင်းသွားပြီးတတိပေးတန်တွေထွက်လာပါတယ်မြူနင်းတွေကြားထဲကနေကြီးမားတဲ့အရေးမဲကြီးတစ်ခုကသူတို့စီကိုတရွေ့တိုးလာနေပါတယ်သူတို့ကတော့နောက်မဆုတ်ပါဘူးသူဟာမြူနင်းတွေကိုပထမဆုံးခြေလန်းလန်းဝင်လိုက်တဲ့အချိန်မှာပဲတလောကလုံးအဖြူရောင်အလင်းတွေဖုံးလွှမ်းသွားပါတော့တယ်သူတို့မြူနင်းတွေထဲမှာဘာကိုတွေးလိုက်ရတာလဲအဲ့ဒီအရေးမဲကြီးကရောဘာလဲအပိုင်းနှစ်မှာဆက်လက်ကြည့်ရှုပေးပါအောင်ခင်ဗျာ